နှစ်ယောက်တည်းဆိုရင်စကားလက်ဆုံးမင်းပြောရုံနဲ့မင်းရတာထူးယူတယ်လို့ဆိုရင်ဆိုချိန်စေခြင်းချိန်မမယ်နတ်စည်းစိမ်ဆဲတဲ့တကယ်မမဲ့ပါရဲ့ဆန့်ကျင်နေဆိုရင်ကပ္ပပြင်းထွက်လို့နှစ်ယောက်သားပေါက်ခါဆိုလားမောင်ရဲ့လောကကြီးကိုမေးပြီးချစ်နိုင်အဲ့ဒါကတော့မန္တလေးကတရေဆရာကြီးမြို့မကြီးရဲ့တေးသချင်းကိုအဆိုတော်ကြီးလေးပါးဒီဒေါ်မြရင်ကဆိုခဲ့တယ်ခုကျွန်တော်တို့ခေတ်မှာကြတော့ဒေါ်မမအေးဒီဆိုခဲ့တယ်ကျွန်တော်တို့ရဲ့ခေတ်ပြိုင်လို့ပြောရမယ်ဆိုကျွန်တော်တို့ငယ်ငယ်လေးတွေကလေးပါးဒီဒေါ်မြရင်နဲ့ကြီးပြင်းလာတာမဟုတ်ဘူးဒေါ်မမအေးနဲ့ကျွန်တော်တို့ကြီးပြင်းခဲ့ရတယ်ဒေါ်မမအေးရဲ့တေးသချင်းတွေနဲ့ကျွန်တော်တို့ကြီးပြင်းခဲ့ရတယ်ဒေါ်မမအေးရဲ့အတန်လေးတွေနဲ့ပဲကျွန်တော်တို့တာယာခဲ့ရတယ်လွန်ခဲ့ရတယ်ဆွေးခဲ့ရတယ်အများကြီးပေါ့ဗျာဒီကနေ့ပြောပြချင်တာကတော့ကျွန်တော်မှတ်မိသလောက်ပေါ့နော်အမဒေါ်မမအေးရဲ့ရေချင်းတွေအကုန်တော့မပြောနိုင်ဘူးပေါ့နော်အများကြီးပေါ့သူကအမဒေါ်မမအေးကဝတ္ထုတွေလည်းအများကြီးရေးခဲ့တာဟုတ်အဲ့တော့ကျွန်တော်တို့တွေ့ခဲ့တဲ့ကျွန်တော်နဲ့ထိတွေ့ဆက်ဆံတဲ့အချိန်မှာတွေ့ရတဲ့ရေချင်းကောင်းတွေကိုကျွန်တော်ပြောပြခြင်းလို့ပါသူတစ်ဖြင့်နောင်လာနောင်သားတွေဒီကန်းဝင်အဆိုတော်ကြီးဒေါ်မမအေးလို့သာဆိုပေမဲ့သူ့ရဲ့ရေချင်းတွေဘယ်လောက်ရှိတယ်ဆိုတော့တီကောင်းညီမတီကောင်းတယ်လေတီရင်လည်းတီမှာပေါ့လေမသိနိုင်တာတော့များသွားပြီဘာလို့အမကကွယ်လွန်သွားတာတစ်နှစ်ကျော်သွားပြီနောင်အနုပညာရှင်တွေအနေနဲ့ကတော့မသိဘူးကတော့များသွားပြီပေါ့နော်တကယ်တော့မဒေါ်မမအေးနဲ့ကျွန်တော်နဲ့စတင်ဆုံခဲ့တာဘဘဒုက္ခအိမ်မှာဒီနေ့ကျတော့ဘဘဒုက္ခအိမ်ဒေါ်မမအေးလာအဲ့အချိန်ကကျွန်တော်ကအသက်30လောက်တော့ရှိပြီပေါ့ကျွန်တော်အများကြီးဝမ်းသာသွားတယ်ဟောလို့ငါတွေ့ခြင်းနဲ့ဆိုတော်ကြီးတယောက်ပါလားငါတွေ့ရပြီအဲ့ဒါနဲ့ဘဘဒုက္ခနဲ့ဒေါ်မမအေးနဲ့ပြောတာလေးတွေကျွန်တော်တေချာနားထောင်အဲ့မှာဘာပြောလဲဆိုတော့မဒေါ်မမအေးကဘာပြောလဲဆိုဆရာတဲ့ကျမရဲ့အနုပညာတက်တန်းတစ်လျှောက်မှာကျမရဲ့နဲ့ပတ်သက်ပြီးတော့ဆရာရဲ့အမြင်လေးတွေကိုကျမသိချင်ပါတယ်ဆိုပြီးတော့ဒေါ်မမအေးကဘဘဒုက္ခကိုတောင်းပန်နေပေါ့လေမေတ္တာရက်ခံတယ်ပေါ့အဲ့ဒီခါကျတော့ဘာလို့ဒေါ်မမအေးဆိုတာတကယ်အရေးချင်းကတကယ်တော်တာလေတော်တဲ့ခါကျတော့ဘဘဒုက္ခအနေနဲ့သူချက်ချင်းကြီးဆုံးဖြတ်ဖို့ဆိုတာကမတင်ဘူးထင်တယ်လေအဲ့နဲ့ပဲနောက်တစ်ခါရောက်လာပြန်နောက်တစ်ခါတော်တော်ကြာတဲ့အခါရောက်လာတော့မဒေါ်မမအေးအဲ့အချိန်မှာဘဘဒုက္ခကတော့ပြောဖို့အတွက်အဆင်သင့်ရှိပုံရတယ်
ကျွန်တော်လည်းပြောမပြမတ်တော်မမကြီးရောက်လာတဲ့အခါမှာဘာပြောလဲဆိုတော့ဆရာတဲ့ကျမပြောထားတဲ့ဟာလေးကိုတဲ့ဆရာအထင်မြင်ယူဆလေးကိုကျမကိုသိချင်ပါတယ်တဲ့ဆိုတဲ့အခါကျတော့တဲ့ဟုတ်ပြီတဲ့မင်းကတော့တတ္တမဒုရတာမမအေးဆိုတဲ့ဘွဲကိုပေးခြင်းတယ်တဲ့ဒါဘဘဥဒ္ဒကပြောတယ်နော်အဲ့တော့ကျွန်တော်တို့သိရတယ်လို့တော့တတ္တဆိုတာအတန်ပေါ့ဗျာမဒုတာဆိုတာကတော့အာရနာပြောဝယ်ရှိတယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့ပြောမယ်ဆိုရင်ဒေါ်မမအေးရဲ့အတန်တွေကိုဘဘဥဒ္ဒကအမြင်ကတတ္တမဒုတာမမအေးဒါဘဘဥဒ္ဒကပေးတဲ့ဘွဲပါပဲအဲ့တော့နောက်ပိုင်းကျတော့ကျွန်တော်အားလက်တဲ့အချိန်လေးတွေမှာကျွန်တော်ဒေါ်မမအေးစီကိုရောက်ဖြစ်တယ်အဲ့တော့ရောက်ဖြစ်တဲ့အခါမှာဒေါ်မမအေးကအဲ့ဒီအချိန်မှာဒေါ်မမအေးနဲ့ကျွန်တော်နဲ့ကနည်းနည်းတည်သွားပြီဒေါ်မမအေးရောက်တဲ့အခါကျတော့ကျွန်တော်ကပြောပြတော့ဗောလေကျွန်တော်ပြောပြတယ်မလို့ကျွန်တော်စာရီပဲရေးပါတယ်မရဲ့လို့ကျွန်တော်စာရေးတဲ့အခါမှာဘာကလောင်နမနဲ့ရေးလေကျွန်တော်မောင်မျိုးဟင်းဆိုတဲ့နာမည်နဲ့ကျွန်တော်ရေးတယ်မောင်မျိုးဟင်းဆိုတာကတော့ဒီလိုပါကျွန်တော်ငယ်ငယ်တည်းကစာရေးခဲ့တာကိုကျွန်တော်10တန်းအောင်ပြီးလောက်တည်းကတချို့ဂျာနယ်တွေမှာပါနေပြီမဂ္ဂဇင်းလေးတွေမှာလည်းပါတယ်အဲ့ဒီအခါမှာကျွန်တော်ရဲ့ဟိုတုန်းကစာရေးတဲ့ကလောင်နာမည်ကကြိုက်လက်မောင်မျိုးမြင့်ဆိုတော့ကျွန်တော်ရေးတယ်လူငယ်ဂျာနယ်မှာအထူးသဖြင့်ပေါ့နော်ဟိုခေတ်ကရေးတော့ဟိုစာရေးဆရာမကြီးတက်တူကြီးမှာစာရေးဆရာမကြီးတက်တူကြီးမှာခင်နေတဲ့အခါကျတော့မောင်လာအေးတဲ့မင်းရဲ့ကလောင်နာမည်ကပါလေတဲ့ဆရာမကြီးကျွန်တော်ဟွာလို့ကြိုက်လက်မောင်မျိုးမြင့်ဆိုတော့ရေးတယ်လို့တဲ့အဲ့ဒါဆိုဒီလိုလုပ်ပါတဲ့ကြက်လက်မိုးမြင့်ဆိုတာရှိတယ်တဲ့မှဟုတ်ပါတယ်ကျွန်တော်လည်းကြားဘူးပါတယ်အဲ့တော့ကြက်လက်မိုးမြင့်ဆိုတာရှိတဲ့အတွက်ကြောင့်တဲ့ဟိုဟာမောင်မျိုးဟိတ်ဆိုတော့မှဲ့ရင်မကောင်းဘူးလားတဲ့ဆရာမကဟိုဟာလည်းဖြစ်တယ်ဆရာမကတက်တူကြီးမှာကသူကဘေးဒင်းနေပါလိတက်တယ်သူကအဲ့ဒါနဲ့ကျွန်တော်ခုနှစ်တည်းကျွန်တော်ဟိုမွေးဖွားတဲ့ခုနှစ်တက္ကသိုလ်တွေကိုတွက်ချက်ပြီးတော့အဲ့ဒါနဲ့မောင်မျိုးဟင်းဆိုပြီးတော့တက်တူကြီးမှာပြီးတယ်နာမည်အဲ့နောက်ပိုင်းတော့ကျွန်တော်မောင်မျိုးဟင်းဆိုပြီးရေးပါတယ်တော်တော်လေးရေးလိုက်သေးတယ်အဲ့ဒီအခါမှာဒေါ်မမအေးစီရောက်တဲ့အခါကျဒေါ်မမအေးကဘာပြောလဲဆိုဟာတဲ့မောင်မျိုးဟင်းဆိုတာပျော့တယ်ကွာအတန်ပျော့တယ်အဲ့တော့မောင်ဖြုတ်လိုက်ကွာတဲ့မျိုးဟင်းဆိုပြီးတော့ရေးကွာတဲ့ဆိုတော့ဟုတ်ကဲ့အမကျွန်တော်အဲ့တိုင်းရေးပါမယ်အဲ့နောက်ပိုင်းဆိုရင်ကျွန်တော်ကဒီပေါ့နော်မောင်မျိုးဟင်းကနေမျိုးဟင်းပြောင်းသွားတာပေါ့နော်ကျွန်တော်အဲ့ဒါဓမ္မမအေးကြံညံပြီးတဲ့အတိုင်းဒီကနေ့အထိကျွန်တော်မျိုးဟင်းဆိုတဲ့ကလောင်နာမည်နဲ့ပဲကျွန်တော်သုံးပါတယ်ကျွန်တော်အဲ့ဒါနဲ့ဓမ္မမအေးနဲ့ကျွန်တော်နဲ့အဲ့ဒါလိုခင်မင်းရင်းနှီးဆွဲလေးရတော့ရှိလာတယ်ကျွန်တော်တို့ဟိုတနေ့ကျတော့ကျွန်တော်ကproducer ဟိုဖြစ်တဲ့ကျွန်တော်တကယ်ချင်းပါပဲကျွန်တော်မိတ်ဆွေပဲစပူကျော်ရုပ်ရှင်ထုတ်လို့ရေးရနေပြီးတော့ကျွန်တော်မာနာမိပင်လဲဆိုရဲကျွန်တော်ဝတ္ထုပဲကျွန်တော်ဒါရိုက်တာလုပ်ပြီးတော့ရိုက်ဖို့အခွင့်အရေးဖြစ်လာပါတယ်အဲ့ဒါကတော့ဒီကိုမြင့်ဦးပေါ့ကိုမြင့်ဦးနဲ့ကျွန်တော်နဲ့တွဲပြီးတော့လုပ်လို့ကိုမြင့်ဦးကထုတ်လို့သူကျွန်တော်ကဒါရိုက်တာအနေနဲ့ပေါ့အဲ့ဒီအခါမှာဒီမာနာမိပင်လဲဆိုတဲ့တိုက်တဲ့ဆောင်းပေါ့နော်ဒါမှမဟုတ်လဲဇတ်သိန်းတချင်းလေးပေါ့ကျွန်တော်လိုချင်တယ်ဇတ်သိန်းတချင်းလေးလိုချင်တဲ့အခါကျတော့ကျွန်တော်ဘယ်တီးဆရာကိုအပ်မလဲလို့ကျွန်တော်စဉ်းစားလိုက်တယ်
စဉ်းစားလိုက်တဲ့အခါကျတော့ကျွန်တော်စဉ်းစားရင်နဲ့ဟောလို့တခါတလေကြာရင်လေလို့တေးဆရာတွေကိုအပ်တဲ့အခါမှာငါလိုချင်တဲ့အတိုင်းဖြစ်မှဖြစ်ပါမလားမသိဘူးလို့အဲ့ဒီခါမှာလဲကျွန်တော်ကအဲ့တော့အသက်30ကျော်လေးပဲရှိသေးတာအကယ်၍မြန်လို့ဆရာကြီးတွေကိုအဲ့လိုငါဒီနေရာလေးကိုမကြိုက်ဘူးဒါလေးလုပ်ပါဆိုရင်လို့သူတို့တွေစိတ်မချမ်းသာဖြစ်နိုင်တယ်လို့ကိုကလည်းကြီးရလည်းခံများအဲ့ဒါနဲ့ပဲကျွန်တော်ထုတ်လုပ်သူရဲ့ဖြစ်တဲ့ကိုမြင့်ဦးတို့ခြေတောင်ကြားအိမ်မှာပေါ့ကျွန်တော်တော့အိတ်တယ်အဲ့လိုအဲ့တော့တမနဲ့လည်းကြာလိုက်ကြအောင်မနဲ့စောကြီးကျွန်တော်နိုးနေကျွန်တော်ဘောပင်လေးတစ်ခုနဲ့ကျွန်တော်စာရွက်ကလေးတစ်ခုနဲ့ဘာနာမီးပင်လဲဆိုတဲ့တချင်းလေးကိုကကိုရေးနေတာပေါ့လေကျွန်တော်မှန်မှားတော့ကျွန်တော်ဆရာကြီးတွေတချင်းကိုလိုချင်တယ်လေဒါပေမဲ့ကျွန်တော်ကကြီးများရင်ကျွန်တော်တမျိုးမြင်တော့မှလည်းကြောက်တာပေါ့အဲ့ဒါကြောင့်အဲ့ကိုကကိုပဲရေးကြည့်တာပေါ့ရေးကြည့်တယ်ကျွန်တော်ဆိုကြည့်တယ်တကယ်တော့ကျွန်တော် music note တွေပါတယ်မသိပါဘူးကျွန်တော်သိတဲ့အတန်နဲ့တန်စင်လေးနဲ့ကျွန်တော်ဘယ်လိုကျွန်တော်ဆိုတာပေါ့နော်မာနတဲ့ဟေးမရှိလဲမာနတဲ့ရှိတော့လဲမာနပဲအရှင်မကွာဟောကြားသင်္ခါရသဘောတရားမစိုးရောမိမာဒီဝင်တာသူငါမရှိတာရှိတယ်မဟုတ်တာဟုတ်မြင်အဲ့ဒါပေါ့နော်အဲ့လေမာနာမီးပင်လဲဆိုတဲ့တခြင်းလေးကျွန်တော်ကလည်းကျွန်တော်ရေးကြည့်တယ်ကြည့်ရောအဲ့ဒါနဲ့ထုတ်လုပ်သူကိုမြင့်ဦးကလည်းနိုးလာတဲ့အခါမှာကျွန်တော်ကလည်းကျွန်တော်ဆိုတာကျွန်တော်လည်းမသိဘူးသူကနောက်ကျသဘောကျလို့သူကလက်ခုပ်တွေပဲတီးလို့အဲ့ဒါလေးကျွန်တော်မှတ်မိသေးတယ်အဲ့ဒါနဲ့ပဲနောက်ကျကိုလှဟေးတဲ့အဲ့တခြင်းကောင်းတယ်ဗျာတဲ့တခြားသွားမအပ်တော်နဲ့ဗျာတဲ့အဲ့တခြင်းနဲ့ပဲဟိုပေါ့နော်မာနာမီးပင်လဲဟောပေါ့ဇသိန်းတခြင်းလုပ်ပေါ့ဗျာတဲ့အဲ့ဒါနဲ့ပဲကျွန်တော်အဲ့ဒီမာနာမီးပင်လဲတခြင်းလဲကျွန်တော်ရေးလိုက်တယ်ပေါ့ဗျာရေးပြီးတဲ့အခါမှာကဲဘယ်သူနဲ့အတန်သွင်းမလဲဆိုတော့ကျွန်တော်တို့က trumpet ဝင်ဦးနဲ့သွင်းတယ်နောက်တခြင်းဆိုတဲ့အခါကျတော့အမတော်မအေးနဲ့ကျွန်တော်စီစဉ်ထားတယ်အဲ့ဒီတနေ့မှာကျွန်တော်တို့ဒီ trumpet ဝင်ဦးရယ်မတော်မအေးရယ်ကျွန်တော်ရယ်ပေါ့နော်မေစတူဒီယိုမှာဒေါ်မအေးတချင်းဆိုဖို့အတွက်ကြီးချိန်ရတယ်ကြီးချိန်တဲ့အခါမှာသူကည9 နာရီလောက်ရောက်လာတယ်ည9 နာရီလောက်ရောက်လာတော့ကဲတဲ့ဒိုက်တာလေးတချင်းလေးပါလေးကြီးချိန်နေတယ်ဆိုတော့ကဲတဲ့အမအိုးတဲ့ဟိုကဒီတချင်းလေးနည်းနည်းဆိုပြပါလားတဲ့အဲ့ဒါနဲ့ကျွန်တော်လဲမာနတဲ့ဟေးမရှိပဲမာနတဲ့ရှိတော့လဲမာနဖဲအရှင်ဘဝကဟောကြားအဲ့ဒါနဲ့ကျွန်တော်ဆိုပေးတယ်ဟဲ့တဲ့ဒီထိုက်တာလေငါတို့ဘာလို့ခေါ်နေလဲကိုယ့်ဘာကိုဆိုပါလားတဲ့ဒီကလည်းရည်တယ်လို့မောတယ်လို့နဲ့ပြောတယ်အဲ့ဒါနဲ့ကျွန်တော်ကြီးချိန်ရောကြီးချိန်ပြီးတော့မနေ့လဲဟိုကြီးချိန်တော့ချိန်ပြီးတော့အမကပြန်သွားတယ်တော့မမရဲ့ပြန်သွားတယ်ဒါပေမဲ့နော်ထူးခြားတဲ့အချက်တစ်ချက်ရှိတာကျွန်တော်ရေးတဲ့တခြင်းစာရွက်ကိုယူမသွားဘူးအဲ့တော့ကျွန်တော်တော်တော်သတိထားမိတယ်ဩလို့ကျွန်တော်ရေးတဲ့တခြင်းစာငါရေးတဲ့တခြင်းစာရွက်ကိုယူမသွားပါလားလို့ဆိုတော့အဲ့ဒါနဲ့ကဲဘာမှလည်းမပြောဘူးလေကျွန်တော်လည်းအဲ့ဒါနဲ့ညလဲကြောက် trumpet ဝင်ဦးရဲ့ကျွန်တော်ကတော့ကြည်တာပေါ့နော်ဘာမှနားမလဲပါဘူးကျွန်တော်အဲ့ဒါမောင်မြုပ်ခင်နဲ့တခြင်းသွင်းတယ်မောင်မြုပ်ခင်ရဲ့စာနီယာလက်တန်လေးနဲ့ပေါ့နော်အဲ့ဒီမာနာမီးပင်လဲဇသိန်းလေးကိုတွေ့အဲ့ဒါပြီးရောနောက်တစ်နေ့ပေါ့နော်နောက်တစ်နေ့ခေါ်တာပေါ့ဟို7 နာရီလောက်ရောက်လာတယ်မတော်မမကြီးရောက်လာတော့ကဲတဲ့ဟွာတဲ့ဒိုက်တာတဲ့တခြင်းသွင်းမယ်တခြင်းဟိုအတန်နဲ့ထပ်မယ်ပေါ့နော်ညမောင်မြုပ်ခင်ကသွင်းပြီးသားကြီးရှိတာအဲ့ဒါနဲ့ကျွန်တော်လည်းအဲ့ဒါဘာလုပ်ရလဲဆိုတော့တခြင်းစာရွက်ကလေးကိုထုတ်ပြီးတော့ကဲသွင်းမယ်တဲ့
ဆိုတော့အားလုံးအစင်းသင်းဖြစ်တဲ့အခါမှာမလို့ဒါလေးကိုကျွန်တော်လွမ်းလေးနဲ့ဆိုနေတယ်အမရဲ့လို့ဟုတ်ရပြီဒါဇက်သိန်းနဲ့အဲ့ဒါနဲ့တစ်ခေါက်သွင်းလိုက်တစ်ခေါက်မသွင်းရင် तू ကအေးလေးနဲ့ဆိုကြည့်လိုက်သေးတယ်ပထမဆိုကြည့်လိုက်တယ်တချင်းစာရွက်ကလေးခိုင်းပြီးတော့ပြီးတော့ကဲသွင်းမယ်တဲ့ဆိုပြီးသွင်းပြီးရောဘာပြောတယ်ဒရိုက်တာတဲ့ကြိုက်လားတဲ့နားထောင်ရတာအဆင်ပြေလားတဲ့မပြေပါနဲ့မတခါတည်းပဲသွင်းအဲ့မှာဘယ်တော့အန်အိုးကောင်းလဲဆိုတော့တချင်းကိုညဘက်ကကျွန်တော်ကညဘက်ကဒီအတန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆိုတာတွေပါဒီကျွန်တော်တချင်းလေးခဏလေးပဲပြောပြရတယ်နောက်တစ်နေ့ကျတော့ तू ဒီတချင်းကိုလည်း तू ဘာမှလည်းယူသွားတာလည်းမဟုတ်ဘူးနောက်တစ်နေ့ကျဒီတချင်းလေးနဲ့အတန်နဲ့ထပ်ပြီးတော့ဆိုတဲ့ခါကျကွက်တီပဲတခါတယ်နှစ်ခါသုံးခါသွင်းစရာမလိုဘူးတခါတည်းနဲ့ပြီးသွားတယ်အဲ့ဒါအန်အိုးကိုအရင်ကောင်းတာအဲ့ဒါနဲ့ကျွန်တော်စိတ်ထဲကဟာလို့မတန်ဘူးလို့တခါတည်းနဲ့တော့ပြီးသွားတယ်လို့ဘာလို့အဲ့ခေတ်ကဒေါ်မမအေးကတချင်းတစ်ပုတ်သွင်းတာ3000ပေးရတယ်3000ဆိုတာအရင်များတာအဲ့ခေတ်က3000ဆိုတာအရင်များအဲ့ဒါလေးကိုလေအဲ့ဒါလေးကိုခဏလေးနဲ့တန်သွင်းသွားတယ်အဲ့ဒါနဲ့အဲ့ဒီအချိန်မှာဟိုကလည်း trumpet ဝင်တယ်လေဆရာစိန်ဖို့တင်းရလဲအတန်သွင်းဖို့တခုရောက်လာတယ်ရောက်လာတော့ကျွန်တော်ဘာပြောလဲဆိုတော့သူလည်းကြားသွားတာဟုတ်ကျွန်တော်တို့အတန်သွင်းတဲ့နေရာမှာသူလည်းရောက်နေဆရာစိန်ဖို့တင်းရောက်နေမောင်လာရေးတဲ့ဟွာတဲ့တချင်းနေရွေးရေးမနေနဲ့တဲ့မင်းဟိုတဲ့တချင်းရေးဆရာပဲထင်သွားလိုက်မယ်တဲ့အားလုံးကဟာဟုတ်ကဲ့ပါဆရာလို့ကျွန်တော်လည်းလှုပ်ကြည့်တာပါလို့အဲ့ဒါနဲ့ပဲကျွန်တော်တို့ဒါဒေါ်မမအေးနဲ့တစ်ခါဆုံးတယ်ပေါ့နော်နောက်ဒီကြားထဲမှာလဲကျွန်တော်တို့ကဟိုတုန်းကကျွန်တော်တို့ပန်းဆိုးရန်တို့မှာဆိုရင်ရုပ်ရှင်သမားတွေကအများကြီးထိုင်ရတာများတယ်လေတခါတည်းဟန်ဆိုရင်လေကျွန်တော်ပန်းဆိုးရန်မှာသွားတဲ့အခါမှာဒေါ်မမအေးကလေကားပေါ်နေဆင်းပြီးတော့လေအဲ့ဒါဒါရိုက်တာလေးဘာညာနှုတ်ဆက်တယ်ဗျာကျွန်တော်တော့သတိမထားမိအမနဲ့ကျွန်တော်တွေ့တဲ့ခါတိုင်းသူကလေအရန်ဟုတ်နော်ဟိုနွေးနွေးထွေးထွေးနဲ့အရန်နှုတ်ဆက်တာပဲခင်တယ်တော်တော်ခင်ပါတယ်အဲ့ဒီနောက်ကျွန်တော်တို့မတော်မမကြီးနဲ့ဘယ်မှာတစ်ခါဆုံလဲဆိုတော့ကျွန်တော်ခြေဟာ1000ဆိုတဲ့ကာရခရိုက်တယ်ခြေဟာ1000ဆိုတာတော့ suspense မဟုတ်ပါဘူးခြေဟာ1000ဆိုတာဓမ္မပဒရဲ့ themes ကိုယူထားတာကန်ဆိုတာနွားရဲ့နောက်ကလှဲဘိန်းလိုလိုက်တယ်ကန်ရဲ့သဘောကကောင်းတဲ့ကန်ကတော့ကောင်းတဲ့ကန်ကပျောက်ရင်ပျောက်မယ်မကောင်းတဲ့ကန်ကနွားနောက်ကလှဲဘိန်းလိုအစင်လိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကပြောချင်တာပါဓမ္မပဒလာတယ်လေအဲ့တော့ပြောချင်တယ်ဆိုတဲ့အခါကျတော့အဲ့ဒါလည်းကဲမထူးကိုဟာကိုပဲရေးတော့မယ်ဆိုပြီးတော့ကျွန်တော်ပဲရေးလိုက်တယ်ရေးပြီးတဲ့အခါကျတော့ကျွန်တော်ဆိုကြည့်တာပေါ့ခြေရာ1000ရိပ်ပေါင်းများစွာထောင်တောင်းမကပါဘဝတန်တရာအပြူမတစ်ခုကလူသားသူဘဝကိုခြေမွားကအတိတ်ဝေဒနာများစွာစိတ်ချရလားပမာစိတ်ချရလားပမာအတိတ်ဝေဒနာများစွာကံစီမံရာကံသာလင်ကိုယ်ပိုင်ဥစ္စာကံဆိုဒီမှာတန်တရားတွင်ခြေရာထက်ခါနွားနောက်ကလှဲသိမ့်ပမာအစင်လာတကောက်ကောက်လိုက်လို့နေကြမှာအဲ့ဒီအခါကျတော့မဒေါ်မမကြီးနဲ့ကျွန်တော်နဲ့ကအထူးတလဲတိုက်နေကြမလို့တော့ဘူးဒါပင်ကလည်းဘယ်သူလဲဆိုတော့ဆရာစိန်ဖို့တင်မယ်အဲ့ဒီကောက်ဆရာစိန်ဖို့တင်နဲ့ဒါပင်သွင်းတယ်ဆရာစိန်ဖို့တင်နဲ့ဒါပင်သွင်းတဲ့အခါကျတော့အဲ့ဒီခါကျတော့ဟိုအထူးသဖြင့်ဆရာစိန်ဖို့တင်ကဆိုင်းနဲ့သွင်းတာများတယ်ဆိုင်းနဲ့ကဲဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီမှာတန်သွင်းတဲ့အခါမှာအမတော်မမကြီးနဲ့ကျွန်တော်နဲ့တစ်ခါဆုံသေးတယ်အဲ့ဒါလဲဇသိန်းတစ်ချင်းပဲ
နောက်လေကြလဲကျွန်တော်စဉ်းစားကြည့်တယ်ကဲငါဝတ္ထုစံညွန်းဒါရိုက်တာတချင်းလဲရေးတတ်ပြီကဲငါတချင်းဆိုအောင်ချင်းဆိုအောင်မယ်လဲဆိုတော့ဆရာစိန်ဘုတ်တရဘာပြောလဲဆိုတော့မောင်သုံးထိုက်နဲ့ဆိုရင်ကောင်းမလားမသိဘူးမောင်လာအေးရဲ့တဲ့ဆိုတော့မောင်သုံးထိုက်ဆိုတာအဲ့မှာဆရာတပည့်လေးလေအဲ့တုန်းကအခုတော့ဟိန်းတင်ဆိုပြီးတော့ကဘာတော်ကြော်နေပါပြီအခုနော်ရုရှားသူနဲ့အိမ်အောင်ကြပြီးတော့လေ sorry ဂျာမနီသူနဲ့အိမ်အောင်ကြပြီးတော့ကဘာတော်ကြော်နေပါပြီသူကအဲ့ဒါနဲ့ကျွန်တော်ကလည်းဘာလဲဆိုတော့ဟိုဖြစ်တာကိုကျွန်တော်ကလည်းသိဆိုချင်တာကျွန်တော်အဲ့ဒါနဲ့ဆိုဖြစ်ဒီကြားထဲမှာနောက်တစ်ယောက်ရှိသေးတယ်ဒီသချင်းကိုဆိုချင်တဲ့လူကရှိသေးတယ်ခြေရ1000တခြားလူမဟုတ်ဆိုတော်ကြီးဥတုမောင်ဆိုတော်ကြီးဥတုမောင်ကဒီသချင်းလေးကိုသူကကျွန်တော်ရဲ့ shooting manager စီကနေတစ်ဆင့်ဒီသချင်းလေးကြားထားပြီးတော့တွေ့ထားပြီးတော့သူဆိုကြည့်တာကိုဆိုကြည့်ပြီးတော့ဥတုမောင်လည်းသူဆိုချင်တယ်တဲ့ကျွန်တော်ရဲ့ shooting manager ကိုပြောမဟုတ်ဘူးကျွန်တော်ကလည်းကျွန်တော်ဆိုမှာတော့ကျွန်တော်မှားပါတယ်ကျွန်တော်ဥတုမောင်သာအကယ်၍ဆိုလိုက်ရင်ကျွန်တော်တချင်းလေးရပို့ပြီးတော့ကန်တော်မြောက်မှာပါအဲ့ဒီမာနာမီပင်လေဇက်သိန်းကိုတော့ဒေါ်မမအေးနေရာသွင်းပြီးပေါ့နော်အဲ့ဒါနဲ့ဒေါ်မမအေးနဲ့ကျွန်တော်နဲ့တော်တော်များများမတွေ့ပါဘူးဒီနောက်ပိုင်းတော့ဘယ်မှာတစ်ခါဆုံလဲဆိုတော့အခါမှာတစ်ခါဆုံတယ်1996ခုနှစ်မှာချစ်တော်ပကံမြေဆိုတဲ့ကားကျွန်တော်ရိုက်တယ်မင်းဦးနဲ့ဇမဦးနဲ့မင်းစိန်နဲ့ပါတယ်ရိုက်တဲ့အခါကျတော့ကျွန်တော်တို့တန့်ကြည်တောင်ဘုန်းကြီးကျောင်းမှာကျွန်တော်ကတဲတယ်မင်းသားနဲ့မင်းသမီးတော့ဟိုတယ်မှာတဲခိုင်းပါတယ်ကျွန်တော်ကတော့ဟိုအများနဲ့ဆိုတော့ကျွန်တော်တပည့်တွေနဲ့ပဲအကုန်တဲတယ်ကျွန်တော်တန့်ကြည်တောင်မှာပဲတဲတဲ့အခါကျတော့တနေ့တော့ဒေါ်မမအေးနဲ့အဲ့တန့်ကြည်တောင်မှာပဲသွားတွေ့တယ်တန့်ကြည်တောင်ဘုန်းကြီးကျောင်းမှာပဲသွားတွေ့တယ်မကဘာလာလောက်တာလဲဆိုတော့တရားလာမှတ်တာတဲ့တရားရှုမှတ်တာတဲ့မင်းရောတဲ့မရဲ့ကျွန်တော်ဒီမှာကျွန်တော်ဗီဒီယိုလာရိုက်တာလို့အဲ့ဒါဆိုရင်ကွယ်တဲ့ငါကြောင်းလေးထည့်ရိုက်တော့ပါလားရိုက်မယ်လေမရဲ့လို့အဲ့ဒါဆိုရင်လည်းမင်းတွက်ကြည့်ပါဦးလားဟာအမှတ်ကြည့်ပြီးတာပဲဘာပြောတယ်အောင်လဲမင်းရဲ့ဒါရိုက်တာလေးဟာကျွန်တော်ပညာတစ်ခါတည်းပြေးသွားတာပဲမှန်တာပေါ့ဒါရိုက်တာတယောက်ကသူမသေးချာမေးရတဲ့ဟာတခုသူဆုံးဖြတ်ခွင့်မရှိဘူးသူကိုယ်တိုင်ဆုံးဖြတ်ရမှာမင်းကဒါရိုက်တာလေးတဲ့ဆိုတော့ကျွန်တော်တသက်စာပဲကျွန်တော်တို့ဗမာပြည်တို့မှာဆိုရင်ဘဘဥတုကလည်းကိုတိုင်လေ့လာတယ်အကုန်ကိုတိုင်မလေ့လာဘဲနဲ့ဘယ်တော့မှလုံးမလုပ်ဖြီးဖြန်းနေတာလည်းမလုပ်ဖြစ်တယ်လို့လည်းမလုပ်အဲ့မှာတစ်ချက်ကျွန်တော်မှားပါတယ်ကဘာကျော်ထိုက်တာကြီးဆိုပိုဆိုးတာအဲ့ဒီမှာမတော်မမအေးမင်းကဒါရိုက်တာလေးတဲ့ဆိုတာဒီတခွန်းနဲ့ပဲကျွန်တော်ပညာတွေအများကြီးရသွားတယ်အဲ့တော့ကိုတိုင်ကြီးကိုတိုင်လေးလာတေချာမရိုက်အဂရိမထားနဲ့အဲ့မတော်မမအေးတဲ့ပြောတဲ့စကားလေးတွေမှာအများကြီးပါတယ်နော်ရိုက်ကွန်းတေချာကြီးမင်းမဆုံးဖြတ်မတေချာမရိုက်နဲ့အာနာစရာမလိုဘူးအဲ့ဒါပညာပဲနော်ကျွန်တော်ပြောပြချင်တာကတော့အဲ့ဒီကျွန်တော်ဆုံခဲ့တဲ့အတွေ့အကြုံတွေနဲ့နော်မတော်မမအေးရဲ့အရေးချင်းကောင်းတွေကိုကျွန်တော်တင်ပြခြင်းဖြစ်ပါရဲ့အကယ်၍ကျိုးရှိမယ်ဆိုရင်လေ့လာအားထုတ်ဖို့ကျွန်တော်အနေနဲ့အကြံပြုပါတယ်အားလုံးကျမ်းမာချမ်းသာတော်မူကြပါစေဗျာ